ဘာစီလိုနာအသင်းနဲ့အင်တာမီလန်အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်မင်္ဂလာပါ KGN YouTube Channel ကနေကြိုဆိုပါရစေ။မနေ့ညကစားခဲ့တဲ့အာဆင်နယ်အသင်းနဲ့ PSG အသင်းတို့ရဲ့ပွဲမှာတော့ PSG အသင်းကအဝေးကွင်းမှာ 0-1 နဲ့အနိုင်ရသွားခဲ့ပါတယ်။အဓိကစကားပြောသွားတာကတော့ကွင်းလယ်ပိုင်းပါ။ PSG အသင်းကတော့လောက်အားနှုန်းနဲ့ထိန်းချုပ်နိုင်စွမ်းတော့တော်တော်ကောင်းတာဗျ။တောင်ပန်နှစ်ဖက်မှာကစားတဲ့ဒမ်ဘီလီနဲ့ဂျော်ဂျီယာသားလေးကလည်းခြေစွမ်းပြခဲ့ပါတယ်။ PSG ကိုသမားဒူနာရိုမာလက်ဆွမ်းပြခဲ့တာလည်းပါတာပေါ့တပွဲလုံးကိုခြုံကြည့်ရရင်တော့တူတင်ကိုတင်ပဲကစားကြတာပါအပိုင်ခွင့်ရေးတွေလည်းကိုစီရခဲ့ပါတယ် PSG အသင်းကအဝေးကွင်းမှာတော့အနိုင်ကစားခဲ့တာဆိုတော့အာဆင်နယ်အသင်းတို့အဝေးကွင်းမှာခက်ခဲနဲ့ကစားသွားရဖို့ရှိပါတယ်ဒါဆိုဘာစီလိုနာအသင်းနဲ့အင်တာမီလန်အသင်းတို့ရဲ့ပွဲကိုကြည့်အောင်ပါကစားကြမှာဘာစီလိုနာအသင်းရဲ့အိမ်ကွင်းမှာကစားကြမှာပါဘာစီလိုနာဘက်မှာသူတို့ရဲ့စိတ်ဓာတ်ပိုင်းကအမြင့်ဆုံးကိုရောက်နေတဲ့အချိန်ပါဒီပွဲမကန်ခင်မှာ Real Madrid ကို Copa del Rey Final မှာအနိုင်ကစားပြီးဖလားတစ်လုံးရယူထားတာပါဒါဒီကမှာလည်းအခြေအနေကောင်းနေတယ်ဗျနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာတော့4ပွဲနိုင်တပွဲတည်းချထားခဲ့ပြီးဇယားထိပ်ဆုံးမှာဥဆောင်နေပါတယ်ဒါဆိုရင်အင်တာမီလန်အသင်းဘက်ကိုကြည့်အောင်ဗျအင်တာတို့ကတော့ဒီပွဲမတိုင်ခင်ရလက်ပိုင်းတွေတိတ်မကောင်းဘူးဗျမြို့ကန်ပြိုင်ဘက် AC မီလန်ကိုကိုပါအီတာလီယာဖလားပြိုင်ပွဲမှာရှုံးသွားခဲ့ပြီးဖလားတစ်လုံးလက်လွတ်ထားခဲ့ရပါတယ်စီးရီးအေမှာလည်းရိုမာအသင်းနဲ့ဘောလောနာအသင်းတို့ကိုဆက်တိုက်ရှုံးခဲ့တာကြောင့်နာပိုလီအသင်းရဲ့ကြော်ပြတ်ခြင်းကိုခံထားရပါတယ်နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာတော့2ပွဲနိုင်2ပွဲရှုံးတပွဲတည်းရလက်ထွက်ပေါ်ထားပါတယ်နှစ်သင်းစလုံးကိုသုံးသက်ကြည့်တော့ဘာစီလိုနာအသင်းကတိုက်စစ်အားကောင်းတဲ့အသင်းပါအင်တာကတော့ခံစစ်အားကောင်းတဲ့အသင်းပါဒီနေ့ပွဲကတော့စိတ်ဝင်စားစရာကောင်းပါတယ်ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံခဲ့တာကတော့2022ခုနှစ်မှာဖြစ်ပါတယ်ဘာစီလိုနာအသင်းရဲ့အိမ်ကွင်းမှာ3-0နဲ့တည်ချခဲ့ပြီးအင်တာမီလန်ရဲ့အိမ်ကွင်းမှာတော့အင်တာက1-0နဲ့အနိုင်ရခဲ့ပါတယ်ဒီနေ့မှာတော့ဘာစီလိုနာအသင်းဘက်မှာပိုပြီးအားသာနေပါတယ်ချန်ပီယံလိဆိုတော့ဘာမဆိုဖြစ်သွားနိုင်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဘာစီလိုနာအသင်းက2-0ဆိုတဲ့ရလဒ်အနိုင်ရသွားမယ်လို့ခန့်မှန်းပါရဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel ကို channel တိုင်တော့ subscribe လေးလုပ်ပြီးအားပေးနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်